အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူကြိုက်များဆုံး brand တစ်ခုဖြစ်တဲ့ Keycon keyboard လေးနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။လက်ရှိ PC တွေမှာဆိုရင် PC ဝါတဲ့ keyboard လေးရှိပြီးတော့သူ့မှာဆိုရင်စစ်စီးပါတဲ့၄ရောင်းနဲ့လာပါတယ်။ဆွေနေနဲ့လူစုတစ်မျိုးရရှိနိုင်ပြီးတော့ဈေးလုံးကတော့3သိန်းဝန်းကျင်ပဲတက်တင်မှာဖြစ်ပါတယ်။နောက်တဲ့ PC ရဲ့တစ်ခုဖြစ်တဲ့ K2 Pro ဟော့စ်လေးရှိပြီးတော့သူ့မှာဆိုရင် 75% ၄ရောင်းနဲ့လာပါတယ်။ဆွေနေလည်းကတော့ red, brown, blue ဆိုပြီးတော့3မျိုးရွေးနိုင်ပါတယ်။ဈေးနှုန်းတွေလည်းကတော့9သိန်းဝန်းကျင်ပဲတက်တင်မှာဖြစ်ပါတယ်။နောက်ဆုံး K series ရတစ်ခုဖြစ်တဲ့ K8 Pro Hot လေးကတော့87လေးရောက်လဲလာပါတယ်။ဒီမှာဆိုရင် red ရယ် brown ရယ်ဆိုပြီးစွင့်မျိုးရွေးချက်နိုင်ပါတယ်။ဈေးနှုန်းတွေလည်းကတော့9သိန်းဝန်းကျင်ပဲတက်တင်မှာဖြစ်ပါတယ်။ V series မှာဆိုရင်တော့ Keycon V1 ဆိုတဲ့ model ရှိပြီး 75% လေးရောက်လဲလာပါတယ်။စွင့်တွေကတော့ red ရယ် brown ရယ်ရှိပြီးဈေးနှုန်းတွေကတော့4သိန်းခွဲဝန်းကျင်တက်တင်မှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ Keycon V2 ဆိုတဲ့ model ရှိပြီးဒီမှာဆိုရင် 75% လေးရောက်နေလာပါတယ်ဆွေနေလဲကတော့ red ရယ် brown ရယ်ရှိပြီးဈေးနှုန်းတွေကတော့4သိန်းခွဲဝန်းကျင်တက်တဲ့မှာဖြစ်ပါတယ်ကျူ series ထဲမှာဆိုရင်တော့ Keycon ကျူ2ဆိုတဲ့ model ရှိပြီးဒီမှာဆိုရင် 65% လေးရောက်နေလာပါတယ်ဆွေနေလဲကတော့ red ရယ် brown ရယ်ရှိပြီးဈေးနှုန်းတွေကတော့8သိန်း3000ဝန်းကျင်တက်တဲ့မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Keycon Q5 ဆိုတဲ့ model ရှိပြီးတော့ဒီမှာဆိုရင် 96% လေးရောက်နေလာပါတယ်ဆွေနေလဲကတော့ဝက်စစ်တစ်မျိုးရရှိနိုင်ပြီးတော့ဈေးနှုန်းအနေနဲ့ကတော့9သိန်း2000ဝန်းကျင်တက်တင်မှာဖြစ်ပါတယ်ကျွန်တော်အခုပြပြပေးသွားတဲ့ keyboard လေးကိုလက်ရှိပါတယ်5% discount ပေးထားတာကြောင့်ဓာတ်ဝယ်လိုပါက online ကဖြစ်စေတော့တိတ်အလုံးဘုမဟုတ်တင်ဆန်လေးတွေမှာဓာတ်ဝယ်လိုရတဲ့အကြောင်းအသိပေးတဲ့ရင်နောက်ဗီဒီယိုမှာပြန်လာကြပါမယ်